ရနောင်းမျိုးမှာအခုတလောနာမည်ကြီးနေတဲ့ဆိုင်လေးတစ်ဆိုင်ကိုကျွန်တော်ခေါ်သွားပေးမယ်ခင်ဗျဒီဆိုင်လေးကဆိုလို့ရှိရင်တော့ဘာဆိုင်လေးဖြစ်မလဲဆိုတော့တကယ်ချင်းတို့ခက်မှန်းမိလဲဟုတ်ပါတယ်ကျွန်တော်တို့အရန်ကြိုက်တဲ့မာလာဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးမှာဆိုလို့ရှိရင်တော့မီနူးထဲမှာဆိုလို့ရှိရင်၄မျိုးလောက်ရတယ်ပေါ့နော်ဆိုင်ရဲ့တီနီယာလေးကကြတော့ကျွန်တော်တို့ရနောင်းမျိုးမှာရှိတဲ့တိုက်ပြက်ကြီးအရှိတက်တဲ့ပေါ့နော်ရနောင်းဘိုးဘိုးကြီးရဲ့နောက်ကျောကြပါတယ်ခင်ဗျာကျွန်တော်တို့မီးပွိုင်းရလာမယ်ဆိုလို့ရှိရင်တော့မီးပွိုင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်မျက်စောင်းတိုးလေးမှာကျွန်တော်တို့ရှိနေပါတယ်ခင်ဗျာအရေးကြီးတဲ့အချက်လေးမေးခဲ့တော့မလို့နော်ကျွန်တော်စားနေတဲ့အခုဆိုင်လေးอ่ะဆိုလို့ရှိရင်တော့ဒါဘူဘေးဆိုင်မဟုတ်ပါဘူးအဝါစားဆိုင်မဟုတ်ပါဘူးเนาะအခုကျွန်တော်စားနေတဲ့ဒီဘန်းလေးอ่ะဆိုလို့ရှိရင်တော့ကိုစိတ်တိုင်းကြကိုစားကျင်တဲ့အသီးရွက်တွေကိုစားကျင်တဲ့အသားငါးတွေကိုကိုစိတ်တိုင်းကြထည့်ပြီးတော့ကီလိုချိန်ပေါ်ကိုချိန်ပါတယ်ခင်ဗျာကျွန်တော်ကစားကျင်တာဒီအကုန်လုံးကျွန်တော်ကစုပြီးတော့ထည့်လိုက်တာတော်တော်လေးလက်လုံသွားတယ်ပေါ့နော်လက်လုံချက်တုံပြတ်သွားပါတယ်အဲ့ဒါ6 GB ကြော်1ကီလိုမပြည့်တစ်ပြည့်ကို300ပေးရပါတယ်300ကကြတော့ဒါကျွန်တော်တို့ဒီဘူးဒီအခုစားနေတဲ့ဟိုအသားငါးတွေအရွက်သီးတွေပဲမဟုတ်ဘူးเนาะအခုကျွန်တော်တို့ဘေးနားမှာကြားရတဲ့အချင်းခွက်ပါအချင်းခွက်ဘူးပါတယ်ပေါ့နော်အချင်းခွက်ဘူးကကျတော့တစ်ခွက်ကို30ကျပါတယ်နှစ်ခွက်ဆိုတော့20ပေါ့နော်စုစုပေါင်းမှာ300ပဲကျတာပေါ့နော်နောက်ပြီးတော့ပြောဖို့တခုကြံသေးတယ်အေးကကြတော့လေသူကဒီထဲမှာမပါဘူးပေါ့နော်300ထဲမှာမပါဘူးကိုတောက်ရင်တောက်တော့ပြန်ရှင်းပေးရပါတယ်ခင်ဗျာ300ဘူးဆိုပေမဲ့လေလင်မယားတယောက်အဝအကျိတ်လိုက်ရတယ်ဗျာကြည့်ပါဦးအများကြီးပဲရတယ်ဒီလားထင်းတော့မထင်တော့ဘူးကုံတော့မကုံခဲ့ဘူးဗျာစားတာကျွန်တော်လောက်စားလုံးကြီးတာကျွန်တော်ပဲရှိတယ်အဲ့ဒါကိုလင်မယားတယောက်ကျိတ်တာကိုမကုံခဲ့ဘူးเนาะပကံထဲမှာကြံခဲ့သေးတယ်အော်နောက်ပြီးတစ်ခုကြံခဲ့လို့เนาะအရန်စားကောင်းတယ်စားဘူးသမျှမာလာထဲမှာလေဒီမာလာကလေအရန်စားကောင်းပြီးတော့လေတော်တော်လေးကိုအရသာရှိပါတယ်ခင်ဗျာเนาะအသီးရွက်တွေဆိုတဲ့လက်ဆက်ပြီးတော့အသားငါးတွေဆိုလို့ရှိရင်လည်းတော်တော်လေးကိုမှလက်ဆက်တယ်ပေါ့เนาะအော်မေးတော့မလို့စိုင်ပွေးချိန်လေးကိုပြောပြလာမယ်เนาะတခါတည်းစိုင်ပွေးချိန်လေးကကြတော့နေကင်း17နာရီခွဲကနေပြီးတော့ည9နာရီထိုးဒီစားသုံးလို့ရပါတယ်ခင်ဗျာအကယ်၍ကိုကတငယ်ချင်းတွေနဲ့အများကြီးခေါ်ပြီးသွားစားခြင်းနဲ့ဆိုလို့ရှိရင်တော့စောစောစီးစီးလေးသွားစားကြပါဘောနော်။ဘာဖြစ်လဲဆိုတော့သူကလူအရန်တိုးရတယ်လူအရန်များတယ်ပေါ့နော်။စနေတနင်္ဂနွေနေ့ဆိုလို့ရှိရင်လူပို့တိုးတယ်ပေါ့နော်သူကအဲ့တော့ဘေးနားမှာထိုင်မဆောက်ခြင်းဘူးတခါလေးရောက်သွားတယ်နဲ့တခါလေးစားခြင်းနဲ့ဆိုလို့ရှိရင်တော့စောစောစီးစီးလေးသွားစားဖို့တိုက်တွန်းပါတယ်ခင်ဗျာကျွန်တော်တို့အခုရောက်သွားတဲ့အချိန်ကလည်းပေါ့နော်စိုင်ပိတ်ချိန်တဲ့ကျွန်တော်တို့တနားရီခွဲအလိုမှာကျွန်တော်တို့ရောက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့တော့စောက်တော့မစောက်ခဲ့ရဘူးကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ3-4ဝိုင်းပဲရှိတယ်ပေါ့နော်လူကတော့တာကြီးကျဲသွားပြီပေါ့နော်အကယ်၍ကိုကစိုင်မှာမစားခြင်းဘူးအိမ်မှာပဲအေးစေးစေးဖုံးလေးကြီးလိုက်စားလိုက်လှုပ်ချင်တယ်ဆိုလို့ရှိရင်တော့အိမ်ကိုလည်းပါဆယ်ဆွဲဆောင်လို့ရပါတယ်ခင်ဗျာဆိုင်လေးကကြတော့ဖွင့်ထားတာမကြသေးဘူးပေါ့နော်ဒါပေမဲ့လူတွေကအရန်များတယ်အရန်တိုးရတယ်ပေါ့နော်ရနောင်းမှာရှိတဲ့တငယ်ချင်းတွေလည်းဒီဆိုင်လေးမှာသွားစားဘူးတယ်ဆိုလို့ရှိရင်ဒီဆိုင်ရဲ့အရသာလေးကိုစားကောင်းမကောင်းဆိုတာကိုကောမန့်အောက်မှာမှန်ခဲ့လို့ရတယ်နော်ဒီဆိုင်လေးကိုတစ်ကနေပြီးတော့30ဒီအမှတ်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့9မှာကိုဒီကျွန်တော်အမှတ်ပေးပါတယ်ခင်ဗျာနော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကဒီမာလာကိုတိတ်ပြီးတော့မကြိုက်တဲ့ထဲမှာပါတယ်ဒါပေမဲ့ကျွန်တော်မကြိုက်တဲ့လူတော်မှလေတော်တော်စားကောင်းလို့လေနောက်တစ်ခါတွက်ပြန်စားမယ်မိမရေးဆိုပြီးတော့ပြောတောင်ယူရတယ်ဗျာ။တေးကြတာတခုကတော့ကျွန်တော်ဒီဆိုင်လေးကိုနောက်တစ်ခါပြန်စားပြစ်မှာတေးကြပဲခင်ဗျ။ဒီတခါသွားစားရင်တော့ကျွန်တော်မာလာအရေတော့မစားတော့ဘူးပေါ့နော်။မာလာကြီးကစားမကောင်းလို့လားဆိုတော့မဟုတ်ပါဘူး။စားလို့အရန်ကောင်းပါတယ်။ဒီတခါကတော့ကျွန်တော်တို့သွားစားမယ်ဆိုလို့ရှိရင်အပြောင်းလဲလေးဖြစ်သွားအောင်လို့မာလာရှမ်းကောလေးကိုသွားစားမှဖြစ်ပါတယ်ခင်ဗျာကဲရနောင်းမှရှိတဲ့ညီကိုတို့ရေကိုယ့်ရဲ့ကောင်မလေးကကိုယ့်စိတ်ဆိုးနေတယ်ဆိုလို့ရှိရင်တော့ဒီဆိုင်လေးကိုခေါ်သွားပြီးတော့ပြန်ချော့လိုက်နော်တေးကြတာတကူကတော့သူပြန်ပြီးတော့စိတ်ဆိုးပြစ်သွားမှာတေးကြပဲခင်ဗျရနောင်းမျိုးကိုအခုမှအလဲလာမဲ့တငယ်ချင်းတွေလည်းရနောင်းမျိုးကိုရောက်တော့ရောက်ခောက်ပေါ့နော်ဒီဆိုင်လေးကိုရောက်အောင်သစားပါလို့ကျွန်တော်ကနေပြီးတော့တိုက်တွန်းခြင်းပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့နော်တကယ်ကိုတမှုထူးကြတဲ့အရသာမျိုးလေးကိုစားရမှာဖြစ်တဲ့အတွက်တကယ်ကိုသွားစားတဲ့လူတိုင်းနဲ့တယောက်ချင်းစီအကုန်လုံးပေါ့နော်စိတ်ချမ်းသာမှာတည်ကြပဲခင်ဗျာနော်ဆိုင်လေးကိုရောက်တော့ကျွန်တော်ကတော့ဝါကြည့်နေပါပြီနော်ဘယ်လိုမျိုးတွေစားရလဲဘယ်လောက်ထိတောင်မှအချိန်နဲ့ဝါရလဲဆိုတာကိုတော့ဗီဒီယိုလေးစုံအောင်ကြည့်ပြပါခင်ဗျာဘေးနားမှာရှိတဲ့ဆရာကြီးနှစ်ယောက်ကတော့အချွေတောက်တာတယောက်တဘူးကုန်သွားပြီပေါ့နော်
ညတို့တွေ့ပြီးနှုတ်တာသူခေါ်ရ